အခုတလောခေတ်စားနေတဲ့ အခုကျွန်တော်ပြထားတဲ့ test effect လိုမျိုး effect မျိုးကိုကျွန်တော်တို့ align motion မှာဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay အခုဆိုရင်တော့ကျွန်တော် align motion နဲ့ကိုရောက်နေပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ plus sign လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ TikTok တင်မှာဆိုတော့ 9 show 60ကိုကျွန်တော်ရေးထားပါတယ်ပြီးရင်ကျွန်တော် create project နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ထည့်ခြင်းတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ဓာတ်ပုံပဲဖြစ်ဖြစ်ကျွန်တော်ထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ညာဘက်အောက်ထောက်မှာရှိတဲ့ဒီ plus sign လေးတစ်ချက်ပြန်နှိပ်ပြီးရင်ကျွန်တော်တို့ဒီ footage တစ်ခုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဆိုတော့အခုကတော့ကျွန်တော် Spider-Man ပုံလေးကျွန်တော်ရွေးထားတယ်ရွေးထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်အောက်ထောက်က plus sign လေးကိုထပ်ခေါ်မယ်ခေါ်ပြီးသွားရင်ကျွန်တော်ဒီမှာမြင်ရတဲ့ဒီ test ဆိုတဲ့ထဲကိုသွားမယ်ပေါ့နော်ဆိုတော့ test ထဲကိုသွားမယ်ပြီးသွားရင်ဆိုရင်ကျွန်တော်တို့နာမည်လေးတစ်ချက်နှိပ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်နာမည်ပဲကျွန်တော်နှိပ်လိုက်တယ်နှိပ်ပြီးသွားရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ test ထဲမှာပဲဒီဘက်အပေါ်တောက်မှာရှိတယ်ဒီ robo regular ဆိုတဲ့ထဲမှာကျွန်တော် font ရွေးမယ်ပေါ့နော်ရွေးမယ်ဆိုတော့ကျွန်တော်ကတော့ဒီဘယ် font လေးရေးမလဲဆိုလို့ချင်းဒီမှာအက0ပေါ့နော်အကောင်လေးရေးလိုက်မယ်ပြီးရင်ကျွန်တော် font လေးကို size လေးနည်းနည်းလေးကြီးလိုက်မယ်ပေါ့နော်ပြီးသွားဆိုလို့ချင်းဒီမှာတစ်ခုရှိတာကျွန်တော်တို့ font ရဲ့အရောင်ကိုကျွန်တော်အဖြူအောင်ရွေးပေးရမယ်ပေါ့နော်ဖြူအောင်တစ်ချက်ရွေးလိုက်မယ်ဖြူအောင်လေးရွေးပြီးသွားဆိုလို့ချင်းညာဘက်ပေါ်တောင်ကအမှန်ကြီးလေးနှိပ်လိုက်တယ်ဆိုလို့ချင်းရပြီရပြီပါဆိုလို့ချင်းကျွန်တော်ဒီ test ကိုထပ်နှိပ်မယ်နှိပ်ပြီးသွားဆိုလို့ချင်းကျွန်တော်ဒီလိုပေါ်လာဆိုလို့ချင်းဒီမှာရှိရဲ့ landing and obviously တွေကိုကျွန်တော်တစ်ချက်သွားပေးမယ်သွားပြီးသွားရဆိုလို့ရှိရင်ကျွန်တော်ဒီ out ကလေးကိုနည်းနည်းလေးဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးသွားဆိုလို့ရှိရင်ကျွန်တော်ဒီမှာ different ဆိုတဲ့ထဲကိုသွားမယ် different နေမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ different ရှိရပြီးရင်ဒီမှာ accusing ပေါ့နော်အကောင်လေးရှိမယ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီတခြားဟာရှိပေါ့နော်ကျွန်တော်ကတော့ခုနကကျွန်တော်ပြရတဲ့ font design ပုံစံလုပ်ပြမှာဆိုတော့ဒီ different ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုနကကျွန်တော်ပြထားပြီးရဲ့ဒီ font design လေးကျွန်တော်ရသွားပြီပေါ့နော်ဆိုတော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်